သူကသူ့ကိုမျက်နှာတဲ့တဲ့ကိုထိထွက်အောင်ကန်လိုက်တယ်လုံးဝနောင်တရှိပဲဘောလုံးတစ်လုံးကိုကန်တယ်လို့မျိုးပဲ Alvaro Morata ကကိုသမားနဲ့1 vs 1အခြေအနေမှာရှိနေတယ်ဒါပေမဲ့ Federico Valverde က Cesar Stegen နဲ့သူ့ကိုလှဲချလိုက်ပြီးဒိုင်ကသူ့ကိုတန်းပြီးအနီးကပြလိုက်တယ်Erling Haaland က counter attack မှာလွတ်နေတဲ့လမ်းကြောင်းနဲ့စတင်ပြေးထွက်လာတယ်။ Dominic Szoboszlai ကသူ့ရှေ့ကိုဝင်လာတယ်။ဒါပေမဲ့သူကသူ့အင်ဂျီကိုဆွဲလိုက်တယ်။ဒါတောင် Haaland ကသူ့ကိုကြော်သွားခဲ့တယ်။ဒါပေမဲ့နောက်တော့ Haaland ကလည်းအဲ့ဒီလိုပဲပြန်လှုပ်လိုက်ပြီးနှစ်ယောက်လုံးမြေပေါ်ကိုလဲကျသွားတယ်။ Szoboszlai ကအနီးကရပြီးရဲနေကကွင်းထဲကထွက်သွားတယ်။အချိန်ပို120မိနစ်မှာဂါနာကဂိုးကိုဖိတိုင်နေတယ်။ Asamoah Gyan ကခေါင်းတိုင်ကန်သွင်းလိုက်ပြီး Luis Suarez ကဘောလုံးကိုလက်နဲ့ရှင်းထုတ်လိုက်တယ်။နောက်ပိုင်းမှာ Suarez ကဂိုးသမားကို dribble ကျော်ဖို့ကြိုးစားပြီးမှမအောင်မြင်ခဲ့ဘူး။သူကရပ်ပြီး fake လောက်ကကန်သွင်းတယ်။ဒါပေမဲ့ဂိုးသမားကလက်နဲ့ block လုပ်လိုက်တယ်။အဲ့ဒီနောက် Suarez က penalty area ထဲမှာဂိုးသမား handball လုပ်တယ်ဆိုပြီးဒိုင်ကိုတိုင်တန်းနေတယ်။နောက်ဆုံးမှာ Anthony က attack ကိုစတင်လိုက်ပြီး second post back ကို cross တင်လိုက်တယ်။ Dusan Tadic ကရောက်လာပြီးကန်သွင်းတယ်။ဒါပေမဲ့ဘောလုံးကတိုင်ကိုထိပြီးပြန်ထွက်လာတယ်။ဒီစင်းကိုတေချာကြည့်လိုက်ရင်သူဟာအရန်ပြင်းထန်တဲ့ထိခိုက်မှုကိုခံလိုက်ရပြီး sensitive area မှာပြင်းထန်တဲ့ဒဏ်ရာတွေဖြစ်စီနိုင်တယ်